မျိုးစားအိမ်ငိုင်းနေအဲ့ဒီလုပ်နေနဲ့ तू အိမ်ငိုင်းနေတော့လေအများကြီး तू ပဲစားနေရတယ်ဒီတခါထမင်းကြော်စားအောင်ဗိုက်စားနေပြီညနေစားအောင်ဆိုတော့လေသူ့မကြွေးတော့ဒီက तू ငိုင်းနေရဆိုတော့ကြောက်ဦးနေလေဘာမှတော့မရှိဘူးမာကြီးကတည်းကဘာမှမရှိတော့ရှိရကြောက်ရင်းနဲ့ပဲထမင်းကြော်စားလိုက်တော့မင်းကြော်ဖို့အတွက်အရင်ဆုံးချက်သွန်ဒီပပလေးတွေကနန်းချောင်းလေးတွေနဲ့ခန်းချီတီးလေးတွေကိုလည်းထမင်းကြော်လေးထည့်ဖို့လှီးထားလိုက်ပါတယ်ပြီးရင်တော့ထမင်းဖြူကိုပဲစားချိုမုံနဲ့ငရုတ်ကောင်းမှုလေးထည့်ပြီးတော့အစင်တင်နေထားလိုက်ပါတော့တယ်စီလေးကိုအရင်ဆုံးစီပူအောင်စီပူထိုးလိုက်ပြီးတော့မှစီပူပူလေးထဲမှာကနန်းချောင်းလေးကိုထည့်ကြော်လိုက်ပါတယ်ကနန်းချောင်းလေးနည်းနည်းလေးနီးလာပြီဆိုတော့မှစက်တော်နီနဲ့ခန်းစီလေးကိုထည့်ပြီးတော့စီတက်လိုက်ပါတယ်။ငငယ်ငယ်နည်းနည်းလေးထည့်ရပေါ့နော်။ပြီးရင်တော့ကြက်ဥလေးကိုထည့်ပြီးတော့ကောင်းကောင်းကြီးမှွေထားလိုက်ပါတယ်။ကြက်ဥလေးကြက်ပြီးဆိုတော့မှထမင်းဖြူလေးထည့်ပြီးတော့မှွေပါတယ်။ဝါမှွေလိုက်တာဘဲငမြရဲ့အနောက်ကိုပေါ့နော်နည်းနည်းလေးထည့်ပါရဲ့အယောင်တင်တဲ့သဘောပေါ့နော်ထမင်းကြော်လေးရပါပြီနင်းနိုးပြီလားအေးထားပြီဟဲ့ဘေးဟိုငါယူအောင်မယ်